Tech Brother ပြောပြမယ်။တင်ဖုန်းနဲ့ video call လက်ခံလိုက်ရတယ်။မျက်နှာကတင်အကြီးကဲ CEO လို့မြင်ရတယ်။အတန်ကလည်းအတူတူပဲ။ဒါပေမဲ့ဒါက AI နဲ့ဖန်တီးထားတဲ့ deepfake ဖြစ်နေနိုင်တယ်ဆိုတာလူအများကြီးမသိကြသေးဘူး။ deepfake ဆိုတာ AI ကိုသုံးပြီးလူတစ်ယောက်ရဲ့မျက်နှာအတန်အမူအရာကိုတခြားလူတစ်ယောက်နဲ့အစားထိုးဖန်တီးတဲ့နည်းပညာပါ။လက်ရှိမှာဒီနည်းပညာကတိတ်ကောင်းလာပြီးမျက်စိနဲ့ကြည့်ုံနဲ့ခွဲခြားဖို့ခက်လာပါပြီ။ဒါပေမဲ့သတိထားရမယ့်လက္ခဏာတွေရှိပါသေးတယ်။ deepfake တွေရဲ့အန်ဒီယာကဘာလဲဆိုတော့လိမ်လည်သူတွေက CEO အယောင်ဆောင်ပြီးဝန်တန်းကိုငွေလွှဲပေးပါလို့ပြောနိုင်တယ်။ဒါမှမဟုတ်နိုင်ငံရေးသမားတွေရဲ့အယောင်ဆောင်ပြီးသတင်းမှားတွေဖြန့်နိုင်တယ်။မိသားစုဝင်တွေရဲ့အတန်ကိုတောင်အတုလုပ်ပြီးငွေတောင်းနိုင်တယ်။ deepfake video ကိုခွဲခြားဖို့အောက်ပါအချက်တွေကိုသေချာကြည့်ပါ။မျက်လုံးတွေပုံမှန်အတိုင်းမှိတ်မှာမလား။ deepfake အများစုကမျက်လုံးမှိတ်တဲ့ပုံစံကိုမှန်မှန်ကန်ကန်ဖန်တီးဖို့ခက်ပါတယ်။မျက်လုံးနဲ့အရန်နဲ့ပဲမှိတ်တာဒါမှမဟုတ်လုံးဝမမှိတ်တာမျိုးဖြစ်တတ်ပါတယ်။မျက်နှာပေါ်ကအလင်းရောင်ကနောက်ခံနဲ့ကိုက်မှာမလား။အရိပ်တွေအလင်းပြန်တွေတဘာဝကြမှာမလား။ deepfake တွေကအလင်းရောင်ကိုတဘာဝအတိုင်းဖန်တီးဖို့ခက်ပါတယ်။နှုတ်ခမ်းလှုပ်ရှားမှုကအတန်နဲ့ကိုက်မှာမလား။ deepfake တွေမှာအတန်ထက်နှုတ်ခမ်းလှုပ်ရှားမှုကနည်းနည်းနောက်ကျတတ်ပါတယ်။လူတွေရဲ့စကားပြောပုံအတန်တက်ကြတွေကတဘာဝကြမှာမလား။လက်ချောင်းတွေနားရွက်တွေလိုအသေးစိတ်ပိုင်းတွေပုံပြတ်နေမှာမလား။ AI ကဒီအသေးစိတ်ပိုင်းတွေကိုကောင်းကောင်းဖန်တီးဖို့ခက်ပါတယ်။လက်တလောသုတေသနတစ်ခုရလူအများစုက deepfake video ကိုကြည့်ုံနဲ့60%ပဲမှန်မှန်ကန်ကန်ခွဲခြားနိုင်တယ်လို့ဆိုပါတယ်။ကျန်တဲ့40%မခွဲနိုင်ဘူး။ဒါကြောင့်တတိထားဖို့အရေးကြီးလာပါပြီ။ကုမ္ပဏီတွေအတွက်အကြံပြုချက်တစ်ခုရှိပါတယ်။အရေးကြီးတဲ့ငွေလွှဲချိန်တွေမှာ video call တစ်ခုတည်းကိုအားမကိုပါနဲ့။ဒုတိယနည်းလမ်းတစ်ခုနဲ့အတည်ပြုပါ။ဥပမာဖုန်းပြန်ဆက်တာ message ပို့တာစသဖြင့်အတည်ပြုပါ။ဒါကြောင့် deepfake video ကိုခွဲခြားရမယ့်အချက်တွေကတော့မျက်လုံးမှိတ်ပုံမမှန်ခြင်းအလင်းရောင်မကိုက်ခြင်းနှုတ်ခမ်းနဲ့အတန်မကိုက်ခြင်းလက်ချောင်းဒါမှမဟုတ်နားရွက်ပုံပြက်ခြင်းစသဖြင့်ကိုသေချာကြည့်ရှုရမှာပါ။နေ့စဉ်မိနစ်ပိုင်းလေးဒီလို cyber security tips တွေကိုလေ့လာပြီး Tech Brother နဲ့အတူပိုလောလာအောင် follow လုပ်ထားပါဦး